တို့မကျော်မို့ကျွန်တော်ရဲ့ဇာတို့ပတ်တီးကအင်္ဂါမကျော်နော်အင်္ဂါမကျော်ဇာတို့အောင်တယ်ဒီညနေလုံးဝ80ခွန်တလုံးနဲ့ပဲပြောအောင်ပါဗျာအင်္ဂါနေ့ရလဲနော်โอเคတယ်ထပ်ပြီးတော့ဒီနေ့အင်္ဂါနေ့ကတော့နေကုန်မင်္ဂလာရှိတယ်ဗျာမနက်ဖြန်ဗုဒ္ဓဦးတွေကိုထပ်မင်္ဂလာရှိကြမယ်နော်ကဲအားလုံးပဲမင်္ဂလာပါဗျမင်္ဂလာပါကျွန်တော်တို့ဒါမနက်ဖြန်12ရက်နေ့ပေါ့ဗျာ12ရက်17လနော်12ရက်17လ2025နော်12ရက်17လ2025နော်12ရက်17လ2025အင်္ဂါနေ့ဟော sorry 12ရက်17လ2025ဗုဒ္ဓဦးနေ့12နာရီ10မိနစ်ကိုကျွန်တော်ပြောပါတော့မယ်တေချာလေးကြီးဆိုင်နားထောင်မိပါနော်12ရက်17လ2025ဗုဒ္ဓဦးနေ့12နာရီ10မိနစ်ကိုကျွန်တော်ပြောပါတော့မယ်တေချာလေးကြီးဆိုင်နားထောင်မိပါနော်ကျွန်တော်ချက်တော်မိတ်ဆွေတို့စလိုက်ကြရအောင်ကဲကျွန်တော်ဒါဒီနေ့မာစတာကီရတာလုံးဝအဆင်ပြေတယ်နော်မာစတာကီဒီနေ့က168မနက်က85ဆိုပြီးတော့ထွက်တယ်နော်ကဲမနက်ဖြန်အောင်လဲကျွန်တော်ဒါမာစတာကီကမှန်မယ်လို့ယုံကြည်တယ်ပေါ့ဗျာနော်ကျွန်တော်ရဲ့ဒါစိတ်မာစတာကီကဲမနက်ဖြန်ဗုဒ္ဓဦးနေ့12နာရီ10မိနစ်ကိုကျွန်တော်ကိုင်းမဲ့ဝမ်းချင်းလေးကတော့16ဝမ်းချင်းဖြစ်ပါတယ်နော်ကျွန်တော်ကနန်းပြောနေပြီနော်တေချာလေးကြီးဆိုင်နားထောင်မိပါဗုဒ္ဓဦးနေ့12နာရီ10မိနစ်ကိုကျွန်တော်ကိုင်းမဲ့ဝမ်းချင်းလေးကတော့16ဝမ်းချင်းမှာမာစာကီလည်းပြောပေးမယ်โอเคဝမ်းသာပါတယ်ပေါက်တဲ့သူတွေကျွန်တော်ပေါက်ကြီးလေးတွေမဖတ်ပေးရတဲ့အတွက်နားလိုက်ပေးပါပေါက်ကြမယ်လို့ယုံကြည်ပါတယ်ပေါက်အောင်လုပ်ပေးထားတာပေါက်မှာပါဟုတ်တယ်မလားကဲနောက်ထပ်ဗုဒ္ဓဦးကြာသပတေးတောက်ကြ3ရက်6ပွဲမှာကျွန်တော်တို့ထပ်ပြီးတော့အောင်ပွဲတွေနဲ့ဆင်နွှဲကြမယ်ပေါ့ဗျာနော်ကဲမနက်ဖြန်ကျွန်တော်တို့တွေဗုဒ္ဓဦးနေ့7နာရီ10မိနစ်ကိုကျွန်တော်ကိုင်မယ်ဝမ်းချင်းလေးကတော့16ဝမ်းချင်းဖြစ်ပါတယ်ချိုင်းနေတဲ့သူတွေချိုက်သလိုယူသုံးပါမကြိုက်ရင်မသုံးပါနဲ့အလကားပေးတာဟုတ်ပြီလား16ဝမ်းချင်းဖြစ်ပါတယ်โอเค16ဝမ်းချင်းဖြစ်ပါတယ်16ဝမ်းချင်းမှာကျွန်တော်ကိုလင်းကနေပြီး1နဲ့ပတ်သက်တဲ့ကဏ္ဍလေးပြောမယ်6နဲ့ပတ်သက်တဲ့ကဏ္ဍလေးပြောမယ်ပြီးရင်ကျွန်တော်အကြိုက် main တင်ခွက်ပြောမယ်နော်ခဏလေးနော်ခဏလေးစကားခဏလေး16ဝမ်းချင်းဖြစ်ပါတယ်ကဲ16ဝမ်းချင်းဖြစ်ပါတယ်16ဝမ်းချင်းမှာကျွန်တော်လည်းတင်းနဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေက10တင်းနဲ့4 5ဖြစ်ပါတယ်တင်းနဲ့ပတ်သက်တဲ့ကဏ္ဍလေးပါ10တင်းနဲ့4 5 10နဲ့5သတိထား10တင်းနဲ့4 5ဟုတ်ပါတယ်10နဲ့5သတိထားနော်ဝမ်းချင်းရ16တင်းနဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေကတင်းနဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေက10တင်းနဲ့4 5နော်10နဲ့5သတိထား main တော့မဟုတ် main ကတက်ပြောမယ်လေဒါသတိထားခိုင်းတာပါကြိုက်တဲ့ကဏ္ဍလေးပေါ့နော်10နဲ့5သတိထား10တင်းနဲ့4 5နော်10တင်းနဲ့4 5 6နဲ့ပတ်သက်တာက60 6နဲ့6 4 6 5တင်းနဲ့ပတ်သက်တာက10တင်းနဲ့4 5 10နဲ့5သတိထား6နဲ့ပတ်သက်တာက60 6နဲ့6 4 6 5 60နဲ့6 5သတိထား6နဲ့ပတ်သက်တာက60 6နဲ့6 4 6 5
6နဲ့ပတ်သက်တာက60 6နဲ့64 65 60နဲ့65တတိထားနော်ကဲအဲ့ဒါပြီးရင်ကျွန်တော်ကြိုက် main တင်ခွက်ပြောမယ်ဗျာနော်အဲ့ဒါပြီးရင်ကျွန်တော်ကြိုက် main တင်ခွက်ပြောမယ်နော်ကျွန်တော်ကြိုက် main တင်ခွက်ပြောမယ် main တင်ခွက်မပြောခင်ကျွန်တော်ရဲ့ဒါစိန်မာစာကီးကိုအရင်ပြောမယ်စိန်မာစာကီးကတော့နှစ်ခွန်၄ကီးဖြစ်ပါတယ်စိန်မာစာကီးကနှစ်ခွန်၄ကီးပါနော်အဲ့မှာအကြောင်းဘယ်လိုတတိထားရမလဲဆိုတော့1နှစ်တို့1 4တို့ခုနကျွန်တော်ရွေးချယ်ပေးတဲ့ကဏ္ဍထဲမှာတတိကောင်းတာကိုပြောပါတယ်နော်စိန်မာစာကီးနဲ့မနက်ကလို့များရှင်9ကိုအပြီးပေါက်ပုံစံမျိုး9 3ညနဲ့168နဲ့ပြီးသလိုမျိုးဆိုရင်ဒါ16နဲ့များ2ခွန်4နဲ့ပြီးမယ်ဆိုလဲ3ခွက်3ခွက်တည်းရွေးထိုးခြင်းတဲ့သူကထိုးပေါ့နော်ကျွန်တော်ရဲ့ဒါစိန်မာစာကီးကတော့2ခွန်4ကီးဖြစ်ပါတယ်နော်စိန်မာစာကီးကတော့2ခွန်4ကီးဖြစ်ပါတယ်နော်ကဲအဲ့ဒါပြင်ကျွန်တော်ကြိုက် main တင်ခွက်ပြောမယ်ဗျာကဲကျွန်တော်ကြိုက် main တင်ခွက်ကတော့9နှစ်ကဲ9 6ကဲ9 9ရယ်ကျွန်တော်ကြိုက် main တင်ခွက်9နှစ်9 6 9 9နော်ဒါတော့ကလင်ဒါရတာပါ9နှစ်9 6 9 9 main တင်ခွက်ကတော့9နှစ်ကဲ9 6ကဲ9 9ရယ်ဖြစ်ပါတယ်9နှစ်9 6 9 9အဲ့ဒါ main တင်ခွက်ပါ9နှစ်ကဲ9 6ကဲ9 9ရယ်ဟုတ်ပြီလားနော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါသေးနော်အိမ်မလာမကြပါသေးနော်အားလုံးပဲဒီဗီဒီယိုမြင်လိုက်တဲ့သူတွေအားလုံးပဲမနက်ဖြန်နေခင်တနာရီထိုးလွှင့်မဲ့လိုက်မှပြန်ဆုံးမယ်နော်အားလုံးပဲဒီဗီဒီယိုမြင်လိုက်တဲ့သူတွေအားလုံးပဲမနက်ဖြန်နေခင်တနာရီထိုးလွှင့်မဲ့လိုက်မှပြန်ဆုံးမယ်နော်ဟုတ်ပြီလားမနက်ဖြန်နေခင်တနာရီထိုးလွှင့်မဲ့လိုက်မှပြန်ဆုံးမယ်ဒီဗီဒီယိုမြင်လိုက်တဲ့သူတွေအားလုံးပဲနော်အားလုံးပဲဒီဗီဒီယိုမြင်လိုက်တဲ့9ရက်သားသမီးလူပုဂ္ဂိုလ်မှန်သမျှဒီမနက်ဖြန်နေခင်တနာရီထိုးလွှင့်မဲ့လိုက်မှကျွန်တော်တို့တွေအောင်ပွဲခိုင်နဲ့ပြန်ဆုံးမယ်ဒီဗီဒီယိုမြင်လိုက်တဲ့လူမှန်သမျှဒီမနက်ဖြန်မှာထိုးတဲ့ကဏ္ဍနဲ့ထွက်နှမ်းဖြစ်ပြီးတော့အားလုံးပဲ share ပေါက်ကြပါစေလို့ကိုလင်းကနေပြီးတော့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်အားလုံးပဲဒီဗီဒီယိုမြင်လိုက်တဲ့သူတွေအားလုံးပဲစိတ်ကြမ်းပါခြင်းကိုယ်ကြမ်းပါခြင်းနဲ့တုံးလာပြည့်စုံကြပြီးတော့အရာအားလုံးအဆင်ပြေချုံးမွေးကြပါစေလို့ကိုလင်းကနေပြီးတော့အားလုံးလည်းနှလုံးတွေလည်းပေါက်ကြပါစေပေါ့ဗျာနော်ဆုတောင်းပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲမနက်ဖြန်နေခင်တနာရီထိုးလွှင့်မဲ့လိုက်မှပြန်ဆုံးမယ်အောင်ပွဲခံတဲ့ live ဖြစ်ပါစေပဲကိုလင်းဆုတောင်းပါတယ်အကောင်းဆုံးကြိုးစားပေးလိုက်ပါတယ်နော်ကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးမတက်တာပါအားလုံးမတက်တာပါ good night ပါအိမ်မလာမကြပါစေဒါမှနေခင်တနာရီထိုးလွှင့်မဲ့လိုက်မှပြန်ဆုံးမယ်နော်အားလုံးကျေးဇူးတင်ပါတယ်အားလုံးမတက်တာပါပေးတဲ့ဆုနဲ့ပြေးပေးရသည်တဲ့ဟုတ်ကဲ့ပါအားလုံးမတက်တာပါနော်ဒီဗီဒီယိုမြင်တဲ့သူတွေအားလုံးမလို့နေခင်တနာရီထိုးမှပြန်ဆုံးမယ်နော်မင်္ဂလာပါကိုလင်းရေးတဲ့ညမနက်ကိုရပါတယ်တဲ့အဖွဲ့ဝင်ရောနေတိုက်ရောတော်တော်မှန်တယ်โอเคဝမ်းသာပါတယ်ပေါက်ကြပါစေမနက်ဖြန်လဲ